ကြားဖြန့်350ကျပ်လိမ်လည်မှုဖြစ်စဉ်ဆိုပြီးတော့အရင်တင်ထားတဲ့ဗီဒီယိုရဲ့အောက်မှာပေါ့နော်ကျွန်တော်လည်းအလိမ်ခံထားရပါတယ်ကျမလည်းအလိမ်ခံထားရပါတယ်အခုဗီဒီယိုကြည့်တော့မှလိမ်ခံနေရမှန်းသိပါတယ်ဆိုတဲ့သူတွေကအများကြီးကိုရှိပါတယ်ပေါ့နော်အဲ့ဒီမှာထူးထူးခြားခြားညီမလေး2ယောက်3ယောက်လောက်ကငွေကြေးတွေမကဘူးနှလုံးသားပါအလိမ်ခံလိုက်ရတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာအထူးခြားသောညီမလေးတစ်ယောက်ကဆိုရင်ငွေသိန်းပေါင်း1500ကျော်လောက်အလိမ်ခံလိုက်ရပါတယ်ဆိုပြီးတော့ပြောလာပါတယ်ပြီးတော့ငွေကြေးတွေမကဘူးကျမရဲ့ဘဝကိုပါအဆုံးစီရင်ဖို့စဉ်းစားခဲ့ဘူးတယ်ဆိုပြီးတော့ပြောလာပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာအရန်ကိုတုန်လှုပ်သွားတယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီကနေ့ဗီဒီယိုမှာကြားဖြန့်ဆိုတာဘယ်လိုမျိုးအဖွဲ့အစည်းလဲပြီးတော့သူတို့နောက်ွယ်မှာဘယ်လိုမျိုးတွေအလုပ်လုပ်နေလဲဆိုတော့ဒီလိုမျိုးကြားဖြန့်အဖွဲ့အစည်းတွေကနေပြီးတော့လိမ်လည်မခံရအောင်ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးချင်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇင်ဂျပန်လိုက် channel ကဇင်သူအောင်ဖြစ်ပါတယ်ကြားဖြန့်ဆိုတာကဘယ်လိုမျိုးဖွဲ့စည်းလဲပေါ့နော်ဘယ်လိုမျိုးလိမ်လည်မှုတွေလုပ်နေလဲကြားဖြန့်ဆိုတာကကျွန်တော်တို့တမျိုးတည်းမဟုတ်ပါဘူးဗောနော်လိမ်လည်မှုတွေပြီးလို့ရှိရင်လူပောင်လောကကိုပျက်စီးနေတဲ့ကြားဖြန့်မျိုးစားတွေအများကြီးရှိတယ်ဗောနော်ဥပမာမြင်သာအောင်ပြောရမယ်ဆိုရင်အလုပ်ပေးမယ်ဆိုပြီးတော့ခေါ်သွားတဲ့လူကုန်ကူးမှု scam တွေနောက်တစ်ခုအနေနဲ့က online ရင်းနှီးမြှုပ်နှံမှု online ချင်းငွေ online game crypto app download e-wallet fake donation စတဲ့လိမ်လည်မှု scam တွေနောက်တစ်ခုအနေနဲ့က data တွေကိုယ့်ရဲ့အချက်လက်တွေကိုလိမ်လည်ရယူတဲ့ documented scam တွေအများကြီးရှိပါတယ်နောက်ပြီးတော့ romance scam ဆိုတာလည်းရှိပါသေးတယ်အခုလိုချိန်ဒီမှာလူငယ်တွေကနိုင်ငံခြားကိုအလုပ်ထွက်လုပ်ချင်ကြတယ်ပြီးတော့ရရနီလန်းနဲ့လည်းအလုပ်ထွက်လုပ်ဖို့ကြိုးစားနေကြတယ်ဆိုတော့အခုလိုလူငယ်တွေရဲ့အခက်အခဲနဲ့အကျက်တဲနဲ့အိမ်မက်တွေကိုခုတုံးလုပ်ပြီးတော့ကြားပြန်ဖွဲ့တွေကကောင်းကောင်းအသုံးချပါတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးတွေတုံးချလဲဆိုရင်တရုတ်မြန်မာထိုင်းမလေးရှားစတဲ့နယ်စပ်တွေမှာအလုပ်တွေခေါ်တယ်ပြီးတော့နေထိုင်ရေးသွားရေးလာရေးတွေပါစီစဉ်ပေးမယ်ဆိုပြီးပြောတယ်ပေါ့နော်နောက်တစ်ခုကမက်လောက်တဲ့လစာတစ်ခုကိုပေးပြီးတော့မက်လုံးပေးတယ်ဆိုတော့တကယ်ပဲလူငယ်တွေကနိုင်ငံခြားမှာအလုပ်ကင်ခွင့်လန်းတွေရသွားကြရောလားပေါ့နော်ဆိုတော့တကယ်တော့မဟုတ်ပါဘူးအခုလိုပဲငွေကြေးလိမ်လည်မှုတွေလူကုန်ကူးမှုတွေကိုလုပ်နေတဲ့ကြားပြန့်ဆိုတဲ့ scan center ကိုရောက်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ scan center မှာပိတ်လောင်ခံထားရပြီးကိုလိုပဲတခြားသူတွေကိုလည်းထပ်မံလိမ်လည်ခိုင်းပြီးတော့သူတို့ခိုင်းတာကိုလုပ်ရတာဖြစ်ပါတယ်ဆိုတော့ကိုကပေါ့နော်မတိလိုက်မတိဖာတာနဲ့ပဲဒီလိုနဲ့ scammer တယောက်ဖြစ်မှန်းမသိဖြစ်သွားတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိသလိုအခက်မသိရင်လူကုန်ကူးခံရပြီးရောင်းစားခံရတာမျိုးတွေလည်းရှိပါတယ်နောက်တစ်ခုက daily test လေးတွေလုပ်နေုံနဲ့ဘယ်လောက်ရတယ်ဆိုတာမျိုးတွေဘာမှလည်းမလုပ်ဘူးဘဲမှလည်းသွားတရားမလို့အိမ်ထဲမှာပဲလောက်ရမယ့် process ကလည်းအရန်ကိုရိုးရှင်းနေလွယ်ကူတယ် application ကို download လေးလုပ်ထားလိုက်ရုံပဲကြံတဲ့လောက်ရမယ့် process တွေအလောက်ကလုံရင်းနဲ့တင်ပေးသွားမှာစသဖြင့်အစပိုင်းမှာတော့ငွေကြေးတွေပေးယုံကြည်မှုတွေတိဆောက်ပြီးတော့မှများရင်းနှီးမြှုပ်နှံလိုက်ပြီဆိုတော့မှလိန်ခံလိုက်ရတဲ့ဖြစ်စဉ်မျိုးတွေစသဖြင့်ဒီလိုမျိုးတွေလည်းရှိပါတယ်ပြီးတော့နောက်ထပ်တစ်ခုရှိသေးတယ်ပေါ့နော်ဒီ link လေးကို click လုပ်ရုံဒီ channel လေးကို like and subscribe လုပ်ရုံဒီ video လေးကိုကြည့်ရုံနဲ့ငွေဝင်လာတာမျိုးတွေပေါ့နော်စသဖြင့်အများကြီးရှိပါတယ်ခုနောက်ပိုင်းဆိုရင် online game တွေ dating app တွေပြီးလို့ရှိရင် SNS spam တွေစသဖြင့်များစွာသောနီလန်းတွေနဲ့ပေါ့နော် scan လုပ်လာကြတယ်ဆိုတော့ဒါပဲလားဆိုရင်လည်းမဟုတ်ပါဘူးပေါ့နော်ကြားဖြန့်လုပ်ငန်းရဲ့ငွေလိမ်လည်မှုမြည်ပြူဟာတွေကဆိုရင်ယာနဲ့ချီပြီးတော့များစွာရှိပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်အရန်ကိုသတိထားသင့်ပါတယ်တေချာသုံးသပ်ကြည့်မယ်ဆိုရင်အရင်ကြီးအများကြီးမလိုဘူးဘယ်နေရာကမှဆိုလုံနိုင်တယ်ပြီးရင်ငွေလေးရင်းထားရုံနဲ့ income ဝင်လာမယ်ဆိုတော့လူငယ်တွေတက်ကပေါ့နော်အရန်ကိုအားကျစရာမျက်စိကျစရာအလုပ်တစ်ခုလိုဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာသတိထားရမှာကငွေလေးရင်းထားရုံနဲ့ယင်းနှိမ့်မြုပ်နှံမှုစီးပွားရေးတစ်ခုမဟုတ်ဘူးဆိုတဲ့ဟာကိုသတိထားရမယ်ပေါ့နော်ဆိုတော့အခုလိုလိန်ခံရပြီးနောက်ပိုင်းနောက်ဆက်တွဲတွေနဲ့ဘာတွေဖြစ်လာနိုင်လဲဆိုရင်ကျွန်တော်တို့အလုပ်ပြောင်းခွင့်မရဘဲနဲ့အချုံအောင်ခံထားရတာမျိုးတွေရှိလာနိုင်တယ်ပြီးတော့ဒီကိုယ့်ရဲ့မှန်ကန်တဲ့ချက်လက်တွေကိုဖျက်ဆီးခံရပြီးတော့ဗောနော်တရားမဝင်တဲ့စာချုပ်တွေနဲ့ပဲချုံအောင်တာမျိုးတွေဖြစ်လာနိုင်တယ်အကယ်၍ထွက်ပြေးမယ်ဆိုရင်လည်းအသက်အန္တရာယ်ထိပါလာနိုင်တဲ့အထိကိုဖြစ်လာနိုင်တယ်ဗောနော်ဆိုတော့ online လိမ်လည်မှုပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုယ့်ရဲ့ mobile banking account တွေကိုယ့်ရဲ့ mobile banking app ရဲ့ data တွေစသဖြင့်ငွေကြေးတွေကိုလိမ်လည်ခံရနိုင်တာမျိုးတွေရှိလာနိုင်တယ်ပြီးတော့ဗောနော်မဖြစ်မနေငွေကြေးကိုလွှဲပေးမှဖြစ်မယ်ဆိုတဲ့အခြေအနေမျိုးတွေချုံနှောင်ခံရတာမျိုးတွေလည်းရှိလာနိုင်တယ်ဗောနော်ဥပမာကျွန်တော်တငယ်ချင်းလိုမျိုးဗောနော်ဆက်ချင်းမှာဒေါ်လာ100 200လောက်နဲ့ကိုကအမြတ်ရတယ်ဆိုတဲ့စိတ်နဲ့လှုပ်လိုက်ပေမဲ့တဖြည်းဖြည်းနဲ့ကိုရဲ့အရင်းနှီးတွေအများကြီးဝင်သွားတဲ့အချိန်မှာ order တင်တဲ့ကိစ္စတွေဖြည့်ရှင်းတဲ့ကိစ္စတွေဒါတွေလုံးမှကိုရဲ့ငွေကိုပြန်ပေးမှာဆိုတော့ဒါတွေကိုယာနိုးလိုက်
လိုက်ရင်းနဲ့မထင်မှတ်ထားလောက်တဲ့ငွေပမာဏပေါ့နော်တချို့ဆိုရင်3000နဲ့ချီပါသွားကြတာဖြစ်ပါတယ်အကယ်၍အဲ့လိုမျိုးပါသွားပြီဆိုရင်လည်းတရားမဝင်တဲ့အဖွဲ့အစည်းတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဘယ်အဖွဲ့အစည်းမှသွားတိုင်လို့လည်းမရတယ်လို့ဘယ်သူကမှလည်းတရားသွားဆွဲခိုင်းလို့မရပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ viewer တွေထဲမှာဆိုရင်လည်းအလိန်ခံထားတဲ့သူတွေကအများကြီးရှိပါတယ်ကျွန်တော်ကို comment လာမှန်းနဲ့ messenger ကနေလာပြောတဲ့လူအယောက်ပေါင်းရာလောက်ရှိတယ်ပေါ့နော်ဆိုတော့အကယ်၍လာမပြောတဲ့သူတွေကမှလည်းအများကြီးဒီလိုမျိုးသူတွေရှိအောင်မယ်လို့ထင်ပါတယ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်လည်းလိန်ခံလိုက်ရတယ်ရှက်လို့တာမပြောတာဆိုတဲ့သူလေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့တကယ်တမ်းကျကျွန်တော်ဒီလိုမျိုးလိန်လည်မှုဖြစ်စဉ်လိန်ခံရတယ်ဆိုတာရှက်စရာတခုမဟုတ်ပါဘူးပေါ့နော်တကယ်လုံနေတဲ့လိန်တဲ့သူဘက်ကသာရှက်ရမှာပေါ့နော်ဆိုတော့ဒီကြားပြန့်အဖွဲ့ဆိုတာအဖွဲ့အစည်းလိုက် plan ကြကြ strategy ကြကြနဲ့ကိုမှတားကောင်လိုက်ရှာပြီးတော့မှချင်းကပ်တာဖြစ်တဲ့အတွက်ကြောင့်အကယ်၍ဒီနီးလန်းနဲ့မလိန်ခံရအောင်ဆိုရင်တခြားနီးလန်းနဲ့လည်းအများကြီးလိန်ခံနိုင်ရပါတယ်ဆိုတော့နောက်လူတွေဒီလိုမဖြစ်ရလေအောင်မျှဝေဖို့အရန်ကိုအရေးကြီးပါတယ်နောက်တစ်ခုကဒီလိုမျိုး scammer တွေကဘယ်လိုမျိုး strategy ဘယ်လိုမျိုးပုံစံမျိုးနဲ့လိန်ကြလဲဘယ်လိုလုပ်ကြလဲဆိုတော့ဒီရဲ့ knowledge ကိုလည်းအများကြီးသိထားဖို့အရန်ကိုအရေးကြီးပါတယ်ပေါ့နော်ဆိုတော့ဒီ scam center တွေရဲ့ structure ကဘယ်လိုရှိလဲဆိုရင် scam center တွေကပေါ့နော်အရန်ကိုစီးမြင်စီးစနစ်ကြပြီးတော့အရန်စီမံခန့်ခွဲမှုကောင်းမွန်တဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဤပညာပိုင်းကျွမ်းကျင်တက်မြောက်တဲ့လူငယ်တွေနဲ့ဖွဲ့စည်းထားပြီးတော့ပေါ့နော်တရားမဝင်စီးပွားရေးတွေနဲ့လည်းချိတ်ဆက်ထားတာဖြစ်တယ်ပေါ့နော်ပြီးတော့အတန်းပညာအရန်မကောင်းတဲ့ဖိလစ်ပင်းတို့လိုမြန်မာတို့လိုအင်ဒိုနီးရှားတို့လိုဗီယက်နမ်တို့လိုစသဖြင့်လူငယ်တွေလည်းအများကြီးပါဝင်နေတယ်ပေါ့နော်အကယ်၍ကိုကအလိန်ခံလိုက်ရပြီဆိုရင်လည်းသူတို့ဘက်က VPN တွေ proxy တွေနဲ့ကြော်ပြီးတော့မှလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နေရာဘေးဒေတာမှာရှိရဆိုတာကိုခြေရာခံဖို့ကအရန်ကိုခက်ခဲပါတယ်ဆိုတော့သူတို့ဘယ်လိုမျိုးတွေလိန်နေကြလဲဆိုတာကိုအလွယ်ကူဆုံးအယိုးရှင်းဆုံးဥပမာပေးရမယ်ဆိုရင်ကျွန်တော်တို့ link တစ်ခုပေးလိုက်တယ်အဲ့ဒီ link တစ်ခုကို click ခိုင်းပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းထဲက data တွေ contact list တွေကိုသူတို့ကူးယူသွားတယ်ပေါ့နော်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဓာတ်ရိုက်အဲ့ဒီ data တွေကိုအသုံးပြုပြီးလိမ်လည်တာတွေလည်းရှိသလို scan center တွေကိုပြန်လည်ရောင်းစားတဲ့ internet နီးလန်းတွေလည်းအများကြီးရှိပါတယ်ပြီးတော့ဥမာပေါ့နော်ကျွန်တော်အလုပ်လိုချင်လို့အလုပ်ရှာတဲ့ app တွေပြီးလို့ရှိရင် agency တွေမှာကျွန်တော် CV form တွေပို့ပြီးတော့ကိုယ့်ရဲ့ data တွေပို့လိုက်တယ်ဒီကိုပို့လိုက်တဲ့ data တွေကို scan center တွေစီပြန်လည်ပြီးတော့ရောင်းစားခံရတာမျိုးတွေလည်းရှိနိုင်တယ်ပြီးတော့ကျွန်တော်တို့ဒီ online game တွေ crypto တွေပြီးတော့ online login account တွေစသဖြင့်ဒီကနေပြီးတော့ကျွန်တော်တို့ရဲ့ social media account တွေ email တွေပြီးရင်စသဖြင့်ကျွန်တော်တို့ရဲ့ data တွေရသွားမယ်ပြီးတော့ကျွန်တော်တို့ရဲ့ဝင်ငွေထွက်ငွေ list တွေသူတို့သိသွားမယ်ဒီလိုမျိုးနည်းနဲ့လည်းပေါ့နော်ကျွန်တော်မသိလိုက်မသိပါတာdata တွေပေးလိုက်ရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဒီနေရာမှာ mobile banking service တွေနဲ့ပြီးရင်နိုင်ငံတကာငွေလွှဲ service တွေကလည်းပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့ကအရန်ကိုအရေးကြီးပါတယ်ဆိုတော့နိုင်ငံတကာငွေလွှဲ service ဆိုလို့တခြားပေါ့နော်စိတ်မချရတဲ့အပြင်ငွေလွှဲ service တွေနဲ့တွားလွှဲမိတယ်ဆိုရင်လည်းဒီလိုမျိုး scan တွေနဲ့တွေ့တတ်ပါတယ်ဆိုတော့နိုင်ငံတကာငွေလွှဲမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးအရန်ကိုစိတ်ချရတဲ့ Western Union တို့လိုငွေလွှဲ service ကိုအသုံးပြုပြီးလွှဲတာတော့အကောင်းဆုံးဖြစ်ပါတယ် Western Union ကဘယ်လိုမျိုးငွေလွှဲလို့ရလဲဆိုရင်ပထမအဦးဆုံး Western Union app ကိုကျွန်တော်ပြထားတဲ့ barcode သို့မဟုတ်ကျွန်တော်ရဲ့ description link ကနေဝင်ပြီးတော့download လုပ်ပါ download လုပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ register အရင်လုပ်လိုက်ပါเนาะ register လုပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီ screen လေးပေါ်လာပါမယ်ဒီကနေပြီးတော့ search money ဆိုတာနှိပ်လို့ရပါတယ်ပေါ့เนาะ search money ကိုနှိပ်ပြီးသွားလို့ရှိရင်ပို့ချင်တဲ့နိုင်ငံကိုရွေးပါမယ်ကျွန်တော်တို့မြန်မာကိုရွေးလိုက်မယ်ပြီးတော့ပို့မဲ့ပမာဏကိုရွေးပါမယ်ပေါ့เนาะကျွန်တော်တို့ရန်2000ပို့လိုက်ပါမယ်ပေါ့เนาะရန်2000မှာမှဒီမှာ bank account တွေကိုထည့်မလား KB တို့လို e-wallet တွေကိုထည့်မလားပေါ့เนาะဒါမှမဟုတ်ရင် cash ပဲထုတ်မလားပေါ့စသဖြင့်ကျွန်တော်ကပေါ့နော် bank account တွေကိုထည့်ပါမယ်ပေါ့နော် bank account တွေကိုထည့်တဲ့အချိန်မှာ convenience ကနေပြီးတော့ပေးမလားဒါမှမဟုတ်ရင် bank transfer နဲ့ပဲသွားမလားပေါ့နော်ပထမအဦးဆုံးကျွန်တော်က convenience ပါလာကြီးလုပ်ပြပါမယ်ဒီမှာဆိုရင်ငွေလွှဲတဲ့ service fee က0ပါနော်ပေးစရာမလိုပါဘူးပြီးပြီဆိုတာနဲ့ရွေးပြီးပြီဆိုတာနဲ့ဒီမှာ next ကိုနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုတာနဲ့ accept လုပ်လိုက်မယ်ပေါ့နော်လုပ်ပြီးပြီဆိုတာဒီမှာ receiver နေရာမှာကိုပို့မဲ့သူကိုရွေးပါဒီမှာတော့ကျွန်တော်เนาะအရင်တော့ရေးထားတာဖြစ်တဲ့ပြီးတော့ဒီမှာကိုကမ္ဘောဇာ account တွေကိုပို့ပါမယ်ပေါ့ပထမဦးဆုံးဒီမှာနာမည်ဖြည့်ပါမယ်ပြီးရင် region ပေါ့နော် Mandalay ဆိုတာဖြည့်မယ်ပြီးရင်ကိုက bank account နဲ့ထည့်မှာဆိုရင် account number ကိုထည့်မယ်ပြီးရင်ငွေပို့ရတဲ့ရွေချက်ကျွန်တော်တို့ဒီမှာ gift အနေနဲ့ပဲထားလိုက်မယ်ပေါ့နော်ဆိုတော့ fan ကိုလည်း gift ပဲပေါ့နော်ပြီးရင်ဘာတော်လဲပေါ့နော် relationship က family လား friend လားကြိုက်တာရွေးပါပြီးပြီဆိုတော့ okay next ကိုနှိပ်လိုက်ပါမယ် next ကိုနှိပ်ပြီးသွားပြီဆိုရင်ဒီမှာဒီစာမျက်နှာလေးပေါ်လာပါပြီဒါကိုအားလုံးကို accept လုပ်မယ်ပြီးပြီဆိုတာနဲ့ send ကိုနှိပ်လိုက်မယ်send ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ receipt ဆိုတာပေါ်လာပါပြီအဲ့ဒီ receipt ပေါ်လာပြီဆိုတာနဲ့ဒီ receipt နဲ့ကျွန်တော်တို့ convenience ကိုအရင်သွားရပါမယ် loss one ကိုသွားရမယ်ပြီးရင် lobby ဆိုတဲ့ဒီ set မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီကုတ်နာမည်ရိုက်ထည့်ပြီးတော့ receipt ထုတ်မယ်
ပြီးပြီဆိုတာနဲ့ convenience မှာပေးလိုက်ပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Western Union နဲ့ငွေလွှဲလို့ရပါပြီခုနကပြောတဲ့ပေါ့နော်ကြားဖြန့်တွေကိုဘယ်လိုကာကွယ်ကြမလဲပေါ့နော်ဘယ်လိုကာကွယ်ကြမလဲဆိုရင်တခုခုဆိုရင်တယောက်တည်းဆုံးဖြတ်ချက်မချပါနဲ့တငယ်ချင်းတွေမိသားစုတွေနဲ့တေချာတိုင်ပင်ပါဆွေးနွေးပါပေါ့နော်ဆိုတော့လောကမှာတက်တနဲ့ရမယ်ဆိုရင်လူတိုင်းဖျားဖြစ်နေပါပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တေချာအကျိုးအကြောင်းဆက်ဆက်မှုရှိမရှိစဉ်းစားပါပေါ့နော်ပြီးတော့ကိုမသိသေးတဲ့ app တွေ link တွေကိုမဝင်ပါနဲ့အကယ်၍ဝင်မိသွားတယ်ဆိုရင်လည်း accept လာတောင်းတဲ့အချိန်မှာ accept မလုပ်ပါနဲ့ပေါ့နော်အရာအားလုံးကကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်ကိုယ့်ရဲ့အနာဂတ်ကကိုယ့်လက်ထဲမှာရှိပါတယ်ပေါ့နော်ကိုကတကားဖွင့်ပေးပြီးတော့ဝင်ပါဆိုပြီးတော့နော်ဝင်ခွင့်ပေးမှန်းမသိပေးလိုက်မိပြီးကိုယ့်ရဲ့ data တွေအချက်လက်တွေပါမှန်းမသိပါသွားနိုင်ပါတယ်အဲ့တော့အရင်ကိုသတိထားပါမယ်အဲ့ဒီအတွက်ကြောင့်မလို့ကိစ္စရဲ့အခုတိုင်းကိုတေချာလေ့လာပါသုံးသပ်ပါဆင်ခြင်ပါကျွန်တော်တို့လောကမှာလူငယ်တိုင်းကကိုယ့်ရဲ့အိမ်မက်နောက်ကိုလိုက်ပြီးတော့ကြိုးစားနေကြတယ်ဆိုတာနားလည်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာဖြက်လန်း shortcut နီးလန်းတွေကိုလုံးဝအသုံးမပြုဖို့အရေးကြီးပါတယ်ကျွန်တော်တို့လောကမှာလွယ်လွယ်နဲ့ရတဲ့အရာလက်ကားရတဲ့အရာဆိုတော့ဘယ်ရမှမရှိပါဘူးပေါ့နော်ကျွန်တော်တို့မသိလိုက်တဲ့နောက်ွယ်ကနေတစ်ခုမဟုတ်တစ်ခုပြန်ပြီးတော့အမြဲတမ်းပေးဆက်ရသမည်းပါပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အလက်ကားရတဲ့အရာတွေကိုလုံးဝမမှတ်ပါနဲ့ဆိုတော့အားလုံးလဲဒီဗီဒီယိုလေးကအများကြီးအကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်သွားပေးပါအောင်ပေါ့နော်ပြီးတော့အလိမ်ခံထားတဲ့သူတွေရှိတယ်ဆိုရင်လည်း comment box မှာအားလုံးဝင်ပြီးတော့မျှဝေသွားပေးကြပါအောင်နောက်ထပ် content တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye